BTS ကြောင့်ခုဝင်ချတောင်းပန်လိုက်ရတဲ့အုတ်ထုတ်ပြဿနာအားလုံးမင်္ဂလာပါ BTS Memory စမှုထမ်းတာဝန်ပြီးဆုံးတာရက်ပိုင်းပဲရှိသေးပေမဲ့ပြဿနာတွေကတော့ရက်ဆက်နေပါတယ်RM ရဲ့တက်ထဲမှာအဆင်မပြေခဲ့တာ V ရဲ့အခြေအသတင်းပြီးတဲ့နောက်မှာတော့ဂျောင်ကူတယောက်ဝင်ချတောင်းပန်လိုက်ရတဲ့ကိစ္စဖြစ်ခဲ့ရပါတယ်ဇွန်လ23ရက်နေ့မှာဂျောင်ကူက J-Hope ရဲ့ Soulga Concept မှာဧည့်သည်ဖြစ်ပါဝင်ပေးခဲ့ပါတယ်ဂျောင်ကူက J-Hope နဲ့အတူပြည်သက်ကိုဖျော်ဖြေပေးခဲ့ပြီးသူ့ရဲ့ပေါက်သချင်း7ကိုအတူတူဆိုခဲ့ကြပါတယ်ပွဲမစခင်မှာဂျောင်ကူက rehearsal လုပ်နေခဲ့ပြီးအဲ့ဒီအချိန်မှာ cup အုတ်ထုတ်တစ်လုံးကိုစောင်းထားခဲ့ပါတယ်ဂျောင်ကူရဲ့အနက်ရောင်အုတ်ထုတ်ပေါ်မှာ Make Tokyo Great Again ဆိုတဲ့စာကိုထင်ထင်ရှားရှားတွေ့ရပါတယ်ဒီစာသားဟာ American သမ္မတ Donald Trump နဲ့ပေါင်းပါရီပြောနေကြ Make America Great Again MAGA ကိုပြန်ပြောင်းရေးထားတာပါဒါပေမဲ့တောင်ကိုရီးယားနဲ့ဂျပန်ဟာရှေ့သမိုင်းမှာပုတ်တိုက်မှုတွေအများကြီးရှိခဲ့ပြီးဒီစာသားဟာဂျပန်တို့ရဲ့ဖက်စစ်စနစ်ကိုအားပေးနေရရောက်နေပါတယ်ဒီတော့တောင်ကိုရီးယားတွေဘက်ကကြည့်ရင်အဆင်မပြေတဲ့စာသားတစ်ခုဖြစ်နေပါတယ်ဒီတော့ပြည်သက်တွေကဂျောင်ကူအပေါ်စိတ်ဆိုးဒေါသထွက်နေကြပြီးဝေဖန်မှုတွေပြုလုပ်လာကြပါတယ်တချို့ကတော့အခုမှစစ်မှုထမ်းတာဝန်ပြီးဆုံးလာတဲ့လူတစ်ယောက်ရဲ့နိုင်ငံချစ်စိတ်ကိုမေးခွန်းထုတ်နေကြပါတယ်တချို့ကဆိုရင်ဂျောင်ကူကိုမထီမဲ့မြင်လုပ်တယ်လို့ပါဆွဆွဲနေကြပါတယ်။ဒါကြောင့်ဇွန်လ14ရက်နေ့မှာပဲဂျောင်ကူက Weverse မှာတောင်းပန်စာတင်လာခဲ့ပါတယ်။မင်္ဂလာပါခင်ဗျာဂျောင်ကူပါ။ကျွန်တော်စာမရေးတာကြာပါပြီ။ဒါပေမဲ့ဒီအကြောင်းကိုရေးရတာလဲကျွန်တော်စိတ်တွေလေးလံနေပါတယ်။ဒီနေ့ရဟာစင်မှာဖြစ်ပျက်ခဲ့တဲ့စိတ်ပျက်စရာစိတ်မသက်သာစရာကိစ္စအတွက်ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်ကဒီစာသားရဲ့နောက်ွယ်နဲ့သမိုင်းနဲ့နိုင်ငံရေးအခင်းကျင်းတွေကိုတေချာသတိမထားလိုက်မိတာကြောင့်အားလုံးကိုစိတ်ပြက်နာကျင်စရာဖြစ်ရတာကျွန်တော်ပြေဝနားလဲပြီးအပြစ်တင်သမျှကိုလည်းလက်ခံပါတယ်ကျွန်တော်တောင်းပန်နေပဲပြောနိုင်ပါတော့တယ်ဒီအချိန်မှာအကြောင်းပြချက်ပေးစရာလည်းမရှိတော့ပါဘူးကျွန်တော်ကခီးမဆိုင်ပဲသတိလက်လွတ်ဖြစ်ခဲ့ပါတယ်အခုကစပြီးကျွန်တော်ကချစ်တလန်းချင်းအတွက်တေချာစဉ်းစားပြီးမှလှုပ်ဆောင်ပါမယ်ခင်ဗျာကျွန်တော်အမားအတွက်ဝေဖန်ပြစ်တင်မှုအားလုံးကိုကျွန်တော်ရိုကျိုးစွာလက်ခံပါတယ်ခင်ဗျာအုတ်ထုတ်ကိုလည်းချက်ချင်းလွှတ်ပလိုက်ပါပြီနောက်တစ်ချိန်ထပ်ပြီးအနူးညွတ်တောင်းပန်ပါတယ်ခင်ဗျာလို့ရေးသားခဲ့ပါတယ်ဂျောင်ကူကတော့ပြောခံနေရပေမဲ့အုတ်ထုတ်ရဲ့ brand Basic Japan ကတော့သူတို့ရဲ့ website မှာဂျောင်ကူရဲ့ free promo ကြောင့်အုတ်ထုတ်တွေအယောင်ဆုံးစိုးအောက်သွားခဲ့ပြီးဖြစ်ကြောင်း Instagram မှာဂျောင်ကူပုံနဲ့တောင်ကြော်ညာလိုက်ပါသေးတယ်ဒီကိစ္စတွေကိုနောက်ထပ်ပါဝင်လာတာကတော့ New Jeans ဖြစ်ပါတယ်ဒီသတင်းထွက်ပေါ်ပြီးသိမကြခင်မှာပဲ New Jeans ကို Itaewon က club တစ်ခုမှာတွေ့ခဲ့ကြောင်းပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ပုံထဲမှာ Daniel တယောက်ကိုပဲကောင်းကောင်းမြင်ရပါတယ်။ပုံတွေကိုသေချာဆန်းစစ်လိုက်တဲ့အခါတချို့က February တုန်းကပြုလုပ်ခဲ့တဲ့ G-Dragon ရဲ့ album release party ကပုံတွေဖြစ်နေပါတယ်။တချို့ကလည်း New Jeans ဟာ Daniel ရဲ့အမနဲ့ collaboration ပြုလုပ်နေတဲ့ Emotional Oranges ရဲ့ party ကိုတက်နေတာလို့ပြောနေကြပါတယ်။ဒါအပြင်ဒန်နီယယ်လာရဲ့ဝတ်စုံကလည်းတူညီနေပြီးမျက်မှန်ကလည်းအတူတူပဲဆိုတာအားလုံးကပြန်ထောက်ပြနေကြပါတယ်။နိုင်ငံတကာပြည်သက်တွေကတော့ဒါဟာ New Jeans နဲ့အဆင်မပြေတဲ့ hype ရဲ့ media play တစ်ခုဖြစ်ပြီးဂျောင်ကူသတင်းကိုဖုံးဖို့စူးစမ်းနေတာလို့ပြန်လည်သုံးသပ်နေကြပါတယ်။ hype ကတော့ဒီအကြောင်းတွေကိုအခုထိရေငုံနှုတ်ပိတ်နေပါသေးတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။